Wallace line ဆိုတာဘာလဲဒီကပောက်မှာလူတွေလိုပဲတရိတ်ဆန်နေရလဲပိုင်းခြားထားတဲ့နယ်နိမိတ်စီးမြင့်နေရှိပါတယ်လူတွေရွှေ့ပြောင်းသွားလာကြတယ်လို့ပဲတရိတ်ဆန်နေရလဲရွှေ့ပြောင်းသွားလာလေးရှိပါတယ်အထူးသဖြင့်ဆောင်းအဒီမှာကပ္ပမြောက်ချမ်းအေးပြီးတော့6တဲ့အတွက်ကပ္ပမြောက်ချမ်းတရိတ်ဆန်နေကပ္ပတောင်ချမ်းတို့လာရောက်ဆောင်းခိုလေးရှိပါတယ်ဆောင်းနှွေးကုံရင်တော့ကပ္ပမြောက်ချမ်းကိုပြန်ပြီးတော့သားပေါက်လေးရှိပါတယ်အဲ့လိုရွှေ့ပြောင်းတဲ့တရိတ်ဆန်နေရှိပေမဲ့လည်းတချို့တရိတ်ဆန်များတော့မိမိတို့မူရင်းဒေတာမှာပဲနေထိုင်နေပြီးအဲ့ဒီဒေတာဂေယစနစ်အတွက်အလွန်အရေးပါပါတယ်ဒီလိုအရေးပါမယ်လေအဲ့ဒီတရိတ်ဆန်တခြားဒေတာရောက်သွားရင်ကျူးကျော်မျိုးစိတ်ဖြစ်ရောက်ရှိသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့မြန်မာစပါးအုံးမှုဟာမြန်မာဂေဟစနစ်အတွက်အရေးပါမယ်အမေရိကန်မှာတော့ကျူးကျော်မျိုးစိတ်ဖြစ်ဂေဟစနစ်ကိုဖျက်ဆီးရရှိပါတယ်တောင်အမေရိကမျိုးရင်းစုခွန်ကတော့ဒါအာရှမှာကျူးကျော်မျိုးစိတ်ဖြစ်လာပြီးဂေဟစနစ်ကိုဒုက္ခပေးရရှိပါတယ်ဂေဟစနစ်ဆိုတာတက်ရှိတွေတူဘော်တူအမိသဟဲပြုထင်းကြောင်းတဲ့စနစ်ဖြစ်ပြီးတက်ရှိတွေအလုံးအကျွံပွားများလာခြင်းနဲ့မျိုးသုံးခြင်းမရှိအောင်လို့ဆောင်တဲ့စနစ်ဖြစ်ပါတယ်တက်ရှိတစ်မျိုးနဲ့တစ်မျိုးစင်ကဲစားသုံးပြီးအစာကွင်းဆက်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်နိုင်ငံအသီးသီးနယ်မြေအသီးသီးမှာတရိတ်ဆန်တွေတွင်ကြီးတဲ့မျိုးစိတ်တွေရှိကြပေမဲ့နယ်မြေမတူတာနဲ့မျိုးစိတ်တွေကွဲပြားပြီးနေထိုင်ကြတာလည်းရှိပါတယ်အဲ့လိုနေရာရင်ထူးခြားတဲ့တက်ရှိနယ်နိမိတ်ရင်းတစ်ခုဖြစ်တဲ့ Wallace line အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Wallace line ဆိုတာဒါအင်ဒိုနီးရှားနိုင်ငံပါလီကျွန်းနဲ့ဘော်ကျွန်းနှစ်ကျွန်းကြားနဲ့ဖြတ်ဆွဲထားတဲ့မြင်းကြောင်တစ်ကြောင်ဖြစ်ပါတယ်ဒီမြင်းကို Alfred Russel Wallace က1859မှာဆွဲခဲ့ပါတယ်အင်ဒိုနီးရှားနိုင်ငံဆိုတာဇီဝမျိုးစုံမျိုးကွဲများအစုံလင်တဲ့နိုင်ငံဖြစ်ပါတယ်။ပုံမှာတရိတ်ဆန်များဩစတြေးလျနဲ့အာရှတွေ့ရတဲ့တရိတ်ဆန်တွေဖြစ်ပြီးအခုတရိတ်ဆန်များတော့ဩစတြေးလျနဲ့တွေ့ရတဲ့တရိတ်ဆန်ဖြစ်ပါတယ်။အခုပုံမှာတရိတ်ဆန်များတော့အာရှနဲ့တွေ့ရတဲ့တရိတ်ဆန်ဖြစ်ပါတယ်။အင်ဒိုနီးရှားမှာ၎င်းတော်အများအခုပုံတိုင်းကျန်းနံနေထိုင်ပါတယ်။ဒါကတော့ Wallace line ဖြစ်ပါတယ်။မြင်းရဲ့အရှိဘက်မှာဩစတြေးလျတရိတ်ဆန်များတွေ့ရပြီးတော့မြင်းရဲ့အနောက်ဘက်မှာအာရှတရိတ်ဆန်များတော့ပြန်မှာဖြစ်ပါတယ်။ဒီကျွန်းနဲ့လွန်ပေါ်ကျွန်းကြားကြီးလက်ချာ -7 ပဲကွာခြားပါတယ်။လွန်ပေါ်ကျွန်းကနေအရှိဘက်ဒေသအကုန်လုံးဩစတြေးလျတရိတ်ဆန်များရှိပြီးတော့အာရှတရိတ်ဆန်များမရှိပါဘူး။ပါလီကျွန်းကနေအနောက်ဘက်ဒေသတစ်ခုလုံးအာရှတရိတ်ဆန်မရှိပြီးဩစတြေးလျတရိတ်ဆန်လုံးဝမရှိပါဘူး -7 ပဲကျတဲ့ဒီလက်ကျရင်းတပွဲပိုင်းခြားတယ်အဲ့နေရာ Wallace ကမြင်းရေးဆွဲတယ်ဖြစ်ပါဒီလက်ကျ-7ပဲကျမယ်အလွန်နဲ့ပြီးရေစီးအလွန်ပြင်းထန်ပါဘယ်လောက်ဒီရေစီးကျန်းလဲဆိုဒုတိယကမ္ဘာစစ်အတွင်းဩစတြေးလျကနေစင်ကာပူချီတက်တဲ့ရေငုပ်သင်္ဘောဟာဒီလက်ကျတဲ့မှာ10နာရီကျတက်တော့မှမလုပ်တဲ့အတွက်တိုက်ပွဲမှာပုံစံဥဖောက်ခဲ့ရပါတယ် Wallace ကဇီဝမျိုးစုံမျိုးတွေဖြန့်ကျက်တည်ရှိမှုသူတည်နာပြုခဲ့တဲ့နေရာမှာကျွန်းနဲ့ကျွန်း-7ဘာဝေးတွင် biodiversityအားချမှုကြီးမားတော့တရှိဒိတ်ဆန်တွေကအဲ့-7ရေလက်ကျကိုလင်းတို့မျိုးစိတ်တချို့ကလဲလို့ဘယ်တော့မှဖြတ်မကူဘူးအဲ့လိုလဲဆိုတော့တစ်ချိန်လုံးကရေခဲခစ်ဆိုကဘာမှဖြစ်ပေါ်ခဲ့ပါတယ်ရေခဲခစ်တော့ပြည်လရင်းမြတ်ပြီးအနုနိတ်ကြခဲ့တဲ့အတွက်တချို့ကျွန်းတွေကကိုယ်မြေဆက်ဆက်ဖြစ်ပေါ်တရှိခဲ့တာဒါကြောင့်မလို့ဒိတ်ဆန်တွေတနေရာနဲ့တနေရာကူးလူသွားလာနိုင်မှာဘာလီကျွန်းနဲ့လွန်ပေါ်ကျွန်းကြားမှာရှိတဲ့နေရာကိုယ်မြေပေါ်ပေါက်ခြင်းမရှိတဲ့ရေမြောင်းကြီးလိုဖြစ်ခဲ့တဲ့အတွက်ထိုချိန်ကဒိတ်ဆန်တွေကူးလူသွားလာနိုင်ခြင်းမရှိပါဘူးဒိတ်ဆန်မျိုးစိတ်များသာမကအပင်မျိုးစိတ်များပါကွာခြားနေတာဖြစ်ပါတိုက်ကြီးများအချင်းနဲ့များတွန်းတိုက်တော့ဖောက်ထွက်တာဖြစ်ပေါ်နေပေမဲ့လည်းတက်ရှိအုပ်စုမစုအခုချိန်ဒီပေါင်းစုံကိုမပေးတာလည်းတဘာဝတရားရဲ့အအောင်ဆန့်ကျင်မှုပဲဖြစ်ပါတော့တယ်ခင်ဗျာကျေးဇူးတင်ပါတယ်